ပညာရေးကိုလုံးမယ်လို့လုပ်ခဲ့တာတကယ်ကြတော့ပညာရေးကြောင့်အဟုတ်မသိခဲ့ဘူးเนาะခေတ်ပညာကိုသင်ဖို့ပဲသင်ပေးဖို့ပဲသင်ဖို့ပဲထူထောင်ဖို့ပဲသိခဲ့တယ်ကြာနာမသိဘူးပေါ့အခုကျတော့ပညာရေးလောကကြီးတွေဝင်ပြီးကြည့်တဲ့အခါကျတော့ကိုယ်ကိုယ်တိုင်လည်းပြောင်းလဲလာကိုယ်ကိုယ်တိုင်လည်းတော်တော်ကိုပြောင်းလဲသွားတယ်ပေါ့နော်အဲ့တော့ပိုးပိုသိလေပိုးလှုပ်ချင်လေပေါ့ဥမာဦးစင်းတို့ငယ်တုန်းကကျောင်း2093ခုနှစ်စဖွင့်တော့ငယ်ကအလေးကျင်ရှိခဲ့တဲ့ကိုယ်ဆရာသမားတွေကရိုက်ခဲ့တာပေါ့နော်ကိုလည်းရိုက်လာခဲ့တယ်အဲ့တော့ကြီးသိနဲ့စာရီဖတ်ခြင်းနဲ့ပညာရေးကြောင့်လုံးနဲ့ဒါအတိပ္ပယ်မရှိပါလားဆိုတော့တော်တော်သိလာနောက်စာလန်းကြည့်တဲ့အခါကျတော့ဗုဒ္ဓလို့ဒေါသမကောင်းဘူးလို့ပြောတယ်နော်ဒေါသဖြစ်ရင်မှားတယ်လို့ပြောတယ်ဘာလို့ငါတို့ဒေါသနဲ့ရိုက်နေတာလဲဒါအဘိဓမ္မာဗုဒ္ဓရဲ့ဝိနည်းထဲမှာလဲပဟာရသိက္ခာဖို့ဆိုတာမရရဘူးလို့လဲသတ်မှတ်ထားတယ်လို့ပြညတ်တယ်ငါတို့ဒါမှားနေတဲ့အရာကြီးဆိုတော်ကိုပြင်လိုက်တယ်ဆရာဆရာမတွေကိုလည်းပြင်လိုက်တယ်ပေါ့အဲ့တော့ဒီပညာရေးလုပ်ငန်းကြီးကိုလှုပ်လာတာကိုယ့်အတွက်လည်းပို့ပြီးတော့ပညာရေးကြောင့်ပို့သိတယ်တိုင်းပြည်အတွက်လည်းအကျိုးရှိမယ်လို့ထင်တယ်ကလေးတွေအတွက်လည်းအကျိုးရှိတယ်သက်ဆိုင်နေရာတော်တော်များမှာတော်တော်ဖြစ်ကုန်ကြပြီပေါ့အဲ့တော့ PD တွေပို့ဖြစ်တာပေါ့နော်ဒါပေမဲ့ဟိုးရှိပိုင်းကသူတို့ critical thinking သိပါတဲ့အရာတွေမဟုတ်တဲ့အတွက်အဲ့ဒီဝမ်းသာမှုတဲ့အခု critical thinking ပါတဲ့ပညာသင်ကြားရေးစနစ်ကိုလုပ်ပေးရတဲ့အတွက်ပို့ပြီးကျင့်တတ်တာပေါ့နော်